အန်ကလစီကိုဖိုင်နယ်မှာရီယက်ကိုဆုံးပါပြီးဖလားသုံးလုံးအိမ်မက်ကိုအသက်သွင်းလိုက်တဲ့ဘာစီလိုနာပရိသတ်များလုံးမဲမင်္ဂလာဗျာဝေလူချာအိမ်မက်ကွန်ရှေကောစပေါ့အေရီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘာစီလိုနာကညကစားခဲ့တဲ့ကိုပါဒယ်ရီဖလားဖိုင်နယ်မှာအန်ကလစီကိုထားပြီးပြန်မဲ့ရီယက်မက်တစ်ကို3ဂိုးတကုနဲ့အနိုင်ယူပြီးဒီယာဒီအတွက်ပထမဆုံးဖလားကိုစတင်စုခုနိုင်ခဲ့ပါတယ်ဒါဟာဘာစီလိုနာအတွက်ကိုပါဒယ်ရီဖလားကို32ကြိမ်မြောက်စုခုရရှိခဲ့တာဖြစ်ပါတယ်လာလီဂါမှာအမတ်ပေးဆရာထိတ်ကိုဦးဆောင်နေပြီးချန်ပီယံလိမှာဆီမီဖိုင်နယ်ရောက်နေတဲ့ဘာစီလိုနာအတွက်ဒါဟာထရဗယ်ရဖို့အနည်းဆက်ဆုံးကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်2015ခုနှစ်မှာ MSN နဲ့အတူဖလားသုံးလုံးရခဲ့တဲ့ဘာစီလိုနာတို့ဆယ်စုနှစ်တစ်ခုအကြာမှာထပ်မံပြီးတော့လုံးပြနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ Real Madrid အတွက်ကတော့ချန်ပီယံလိကနေပြုတ်ကျလာခြင်းဖလားဖိုင်နယ်မှာပါထန်ရှုံးတာကြောင့်ဆေးပြက်စရာကောင်းတဲ့ကာလဖြစ်နေပါပါ။တရားဒီမှာ Real Madrid ဟာဘာစီလိုနာကို3ချိန်ရင်ဆိုင်ခဲ့ရမှာ3ချိန်စလုံးရှုံးနေခဲ့တာပါ။ Real တို့ကစားကွက်ပိုင်းမှာရောတူးချင်းလိုက်ပိုင်းမှာပါအားနည်းချက်တွေရှိနေပြီးပြုတ်ပြနိုင်ခြင်းမရှိသေးတာကလည်းတွေ့ရပါတယ်။ Real တို့လူများပြီးပွဲမစီဆရာများတားတည်ဖြစ်နေပြီးပွဲထဲမှာဘောလုံးကင်ကစားနိုင်မဲ့ဖန်နီးရှင်ပုံစံမျိုးမရှိတာကအတော်လေးကိုကြီးမားတဲ့လိုအပ်ချက်ဖြစ်နေတာဖြစ်ပါတယ်။ပွဲကိုပေါ်ပြီးစိတ်ဝင်စားစရာကောင်းစေတာကပွဲမစခင်ကွင်းလေတိုင်းနဲ့ Real တို့ကြားကဇလန်ပဲဖြစ်ပါတယ်။ Real တင်ဟာအသင်းရဲ့တရားဝင်ရုပ်သံကနေ Ricardo Di Fiaco ကိုကောင်းကောင်းကြီးဝေဖန်ခဲ့တာပါ။ Real ကအဆိုပါအတိုင်းဟာချန်ပီယံလိနဲ့ကမ္ဘာဖလားတို့လိုပြိုင်ပွဲတွေကိုတစ်ချိန်မှမကင်တွယ်ဘူးပေမဲ့ကိုပါဒယ်ရီဖိုင်နယ်ကိုတော့၄ချိန်အထိကင်တွယ်ခွင့်ရခဲ့တာကိုထောက်ပြခဲ့တာပါ။ Real ဆိုလိုချင်တာကကွင်းလေတိုင်းကအရေးအသွေးမပြည့်မီဘူးလို့ဆိုလိုချင်တာဖြစ်ပါတယ်။ဒီလိုနိုင်တဲ့ကွင်းလေတိုင်းကလည်းပွဲကြိုသတင်းစာရှင်းလင်းပွဲမှာမျက်ရည်တွေကြားတဲ့အထိငိုခဲ့ပြီးသူကလေးတွေဟာစာတင်ကျောင်းမှာတော့လှောင်ပြောင်ခံနေရပြီလို့ဆိုလာခဲ့တာဖြစ်ပါတယ်။ Real ရဲ့ဒိုင်းနေကြားကပြဿနာကကြီးထွားနေပါတယ်။ဒါကြောင့်ပွဲထဲမှာအခြေအနေဘယ်လိုဖြစ်မလဲဆိုတာကိုစောင့်ကြည့်ခဲ့ရတာဖြစ်ပါတယ်။တကယ်တော့ဘာစီလိုနာတို့ရတဲ့ပနာတီမရတာတွေတော့မြင်တွေ့ခဲ့ရပါတယ်။ပွဲထွက်လို့စင်မှာဘာစီလိုနာအသင်းဟာတိုင်းစစ်မှာဖာရန်တရက်ကိုတင်ကစားလာခဲ့ပြီးတာဝန်မှာတော့လာမင်ရာမယ်ရာဖင်ညာတို့ကိုသုံးဆွဲခဲ့တာဖြစ်ပါတယ်။ကွင်းလယ်မှာတော့အိုမိုပက်ထရီဒီကြောင်တို့ရှိနေခဲ့ပြီးခန်စစ်မှာမာတင်နဲ့ကူပါစီခိုနစ်တို့ကိုသုံးလာခဲ့တာဖြစ်ပါတယ်။ဂိုးသမားနေရာမှာတော့စမိုကာကြီးဆန်စနီပဲဖြစ်ပါတယ်။ Real ကတော့ဗီနီရှက်ကိုထောင်တင်ကစားလာခဲ့ပြီးရိုဒီဂိုစီဘယ်တော့တောင်မန်နဲ့တွင်ကစားခဲ့တာပါ။ကွင်းလယ်မှာတော့ဘယ်လင်ဟမ်ဘယ်ဘာဒီချွာမန်နီတို့ရှိနေခဲ့ပြီးခန်စစ်မှာတော့မန်ဒီရူဒီကာအဆန်စီယိုဘတ်စကွတ်နဲ့ဂိုးသမားကော်တိုင်းတို့ကိုသုံးဆွဲလာခဲ့တာဖြစ်ပါတယ်။ Real ဟာပွဲမစားခင်တုန်းကတော့ကွင်းလယ်တိုင်းကိုဆန္ဒပြခဲ့တဲ့အပြင်ပွဲတော်မကန်စားတော့မဲ့ပုံစံမျိုးဖန်နေခဲ့တာပါ။တကယ်တော့ Real တို့ဘာစီလိုနာကိုခြေစွမ်းနဲ့စိတ်တဲ့အပိုင်းမှာလည်းအနိုင်မရခဲ့တာဖြစ်ပါတယ်။ကွင်းလယ်တိုင်းကတော့ဒီပွဲကိုအကောင်းဆုံးကင်တွယ်သွားခဲ့ပြီးအငင်းပွားပွဲရတော့သိမရှိခဲ့ပါဘူး။မကျေနပ်ရင်မကျေနပ်ဘာစီလိုနာဘက်ကတော့ရာသင်းရရှိမဲ့ပဒတီတွေငင်းဆန်ခံရလို့မကျေမနပ်ဖြစ်ချင်ဖြစ်ရမှာဖြစ်ပါတယ်။ Prime မှာဘာစီလိုနာတို့ဂိုးပေါက်ချင်းချောက်မှုတွေအချိန်ချင်းလုံးနေနိုင်ခဲ့တာပါ။ပွဲစားချိန်နဲ့ဆက်ခွန်ထဲမှာဘာစီလိုနာတို့ဥစားကိုရသွားခဲ့ပြီးရာမဲဖန်နီပေးမှုကနေပက်ထရီကကွင်းလယ်ကနေပြေးတက်လာကအပိုင်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ကန်ချက်ကကောင်းမွန်လွန်းတဲ့အတွက်ကော်တိုင်းလည်းဘာမှမလုပ်နိုင်ဘူးဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့အမ်ပါပင်ဝင်လာခဲ့ပြီး Real တိုက်စစ်ကလည်းပိုတွက်လို့လာခဲ့ပါတယ်။ပွဲစားချိန်69မိနစ်မှာ Real တို့ခြေပါကိုစားရခဲ့ပြီးအမ်ပါပင်က free kick ကနေအနိုင်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ဒီ free kick ဟာအမ်ပါပင်ရဲ့ကစားမဘဝပထမဆုံး direct free kick သွင်းကိုလည်းဖြစ်ပါတယ်။ဒါပေမဲ့လူတိုင်းကိုကြော်ကန်ခဲ့တာတော့မဟုတ်ပါဘူး။မဆိုင်မတော်ပွဲကစားချိန်86မိနစ်မှာချွာမန်နီကထောက်ကန်ဘော့ကနေကောင်းတိုင်ပြီး Real တို့အတွက်ဥဆောင်ကိုသွင်းယူပေးခဲ့ပါတယ်။ဘာစီလိုနာတို့ရှုံးပြီးထင်ခဲ့ရပေမဲ့ပွဲစားချိန်83မိနစ်မှာရာမဲရဲ့ဖန်နီပေးမှုကနေတော်ရက်ကလှလှပပခြေပါသွားခဲ့ပါတယ်။ဒီလိုနဲ့အချိန်မိုးဆက်ကန်ခဲ့ရပြီးပွဲစဉ်အနိုင်ကိုတော့ပွဲပြီးကန်လေးမှာမိုဒရစ်လူပေးမှမှုကနေခွန်းလေးကသွင်းယူသွားခဲ့တော့တာဖြစ်ပါတယ်။ဟုတ်ကဲ့ခင်ဗျာဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားလေးပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။